đó mà ní tông đi chỉ đấy mà té mà nè mà tông mà té ní của đó yo đi về quay ra một lúc rồi mà đủ chỉ đấy chúng ta dùng tiền mà đấy thì yo đi về ní đấy lúc thì trong cái về quay video tu mà nó mới biết đấy mà show đấy lúc biết đấy thì nằm ở ní đó lắc lông cả qua bị quay ra biết đấy nên lý thì show ra đấy sai nó nên lý xem bia ra biết đấy tu mà rồi sáng này lúcပြောမယ်နော်အဲ့တော့နံပါတ်1နီးသည်ရိုးတယ်နံပါတ်2နီးသည်စမ်းတယ်နံပါတ်3နီးကြတော့နံပါတ်3ကျတော့သူကစမ်းတာထက်ကိုကြော်သွားတာဖြစ်တဲ့အတွက်ဒါတို့အရက်စကားအရာကော်တယ်လို့သတ်မှတ်မယ်ဟုတ်ပြီနော်ဒါဆိုပြောပြမယ်ဘေးခွဲခွဲနီး3မျိုးရှိတယ်ပထမတစ်မျိုးကတောင်းတရပဲခွဲတာဖြစ်တဲ့အတွက်ရိုးတယ်နောက်တစ်မျိုးကကြတော့လက်တစ်လုံးသာခွာပြီးခွဲတာဖြစ်တဲ့အတွက်စမ်းတယ်နောက်တစ်မျိုးကကြတော့လက်နှလုံးသာခွာပြီးခွဲတာဖြစ်တဲ့အတွက်ကော်တယ်ပေါ့နော်အဲ့တော့ခက်ကော်လေးညက်ချင်တယ်တကြံတွင်းတွေပါတယ်နော်ဟိုမျက်နှာပြောင်းတဲ့ပုံစံမျိုးတွေဒါမှမဟုတ်လဲစတိုင်ဟိုမှာသူများနဲ့မတူတဲ့အလူကြီးတွေညက်ချင်တယ်ဆိုရင်ဒီမျိုးနီးကိုခွဲလို့ရတယ်ဒါပေမဲ့သူဒီလိုခွဲလိုက်ရင်တော့နည်းနည်းဟိုရီစရာပုံစံမျိုးဖြစ်သွားတာပေါ့နော်ဟိုကြည့်ရတာဘေးတစ်ချမ်းလုံးကကတုံးပုံစံဖြစ်သွားမယ်ဒါဆိုဆရာကဥမာလေးပြောမှဆိုရင်ဒီမှာနေရွက်ပေါ့နော်ဒီမှာငါတို့ဘေးထိုးထားတဲ့ပုံစံဒီမှာတောင်းချီတာငါတို့ဒီတောင်းကနေမခွဲပဲနဲ့ဒီနာကနေလက်နှလုံးကလာပြီးခွဲတာဖြစ်တဲ့အတွက်ဒီဘေးကသပင်ကဒီလိုကြီးဖြစ်သွားတယ်။သွားပြီးမှဒီဘက်ချမ်းကိုကျတော့ထူထူကြီးပေါ့နော်။ဒါဆိုရင်ဘေးတစ်ချမ်းနဲ့ရှိတဲ့ပုံစံမျိုးမလို့ရှည်ပြာလေးနည်းနည်းဖြစ်တာပေါ့နော်။အဲ့တော့ရှည်ပြာဖြစ်တယ်ဆိုပေမဲ့ငါတို့ကရှည်ပြာလို့မပြောဘူး။ကော်တယ်ပေါ့နော်။ကော်တဲ့ပုံစံပေါ့။အဲ့တော့ကော်တဲ့ပုံစံဆိုရင်လက်နှလုံးကခွာပြီးခွဲမယ်။ဒါဆိုဒီမှာကြည့်ရတာငါတို့ကအဲ့တဲ့ကိုဘလို့ပုံစံညက်ပေးတင်တယ်ဆိုတော့လာတဲ့လူကိုပူတည်ပြီးတော့အဲ့တဲ့ဒီရိုးလေးပဲလာတဲ့လူကြီးပိုင်းဆိုရင်တော့ဘေးကွဲခွဲမယ်ဆိုရင်မတင်ဒီနဲ့ပဲခွဲမယ်အဲ့လူငယ်ဆန်ဆန်လေးတွားခြင်းနဲ့ဒါမှဘေးကွဲလေးပဲထားခြင်းတာလူငယ်ဆန်ဆန်လေးဆိုရင်ဒီနံပါတ်2ဒီကိုအကြံပြုလို့ရတယ်ပေါ့နော်ခေါ်ရရန်သမီးတော့မလုပ်ပေးနဲ့အဲ့တဲ့ကြိုက်မှလုပ်ပေးပါနော်ပြီးနံပါတ်3ဒီတချို့အရက်သမားတွေညက်ခြင်းနဲ့တချို့ကော်တဲ့လူတွေညက်ခြင်းတွေတက်တူးတွေနဲ့နော်ဘယ်လိုကောခက်ကောခက်လွတ်နေတဲ့လူတွေဆိုရင်တော့နံပါတ်3ဒီကိုတုတ်ပြီးလို့ရတယ်เนาะဒါပေမဲ့ तू ကတော့ပုံနည်းနည်းလေးဟိုဘယ်လိုကောမဲလူကြီးတွေမကြိုက်တဲ့ပုံစံမျိုးပေါ့เนาะလူကြီးတွေတော့ဘာမလုပ်အောင်เนาะဒါနဲ့နောက်တစ်ခုကဒီပွေပိုင်းအောင်လို့ကြည့်ကြည့်အောင်ပွေကဒီလိုမျိုးလေးရစ်ပြီးတော့ဟိုဘက်ထဲကိုလဲသွားတယ်ဆိုရင်အဲ့တော့ဘေးခွဲခွဲတဲ့ခါကျရင်အဲ့လိုပုံစံမျိုးခွဲပေးရတယ်အဲ့လိုပွေကအဲ့လိုမဟုတ်ဘဲနဲ့ငါတို့ဒီဘက်ထဲကိုပြက်ပြီးပတ်နေတယ်ဘက်ထဲကိုပြက်ပြီးပတ်နေတယ်ဆိုရင်ဒီဘက်ထဲကိုပဲခွဲတဲ့နည်းကိုသုံးပေးရမယ်နားလည်တာမသိဘူးအဲ့တော့ပွေပိုက်မှာငါတို့ကအဝေရိုးလို့ဟိုဘက်ထဲရစ်တာရှိတယ်ခါကွေးလို့ဒီဘက်ထဲရစ်တာရှိတယ်အဲ့တော့တဝေရိုးလို့ရစ်ရင်ရစ်တဲ့ဘက်ကိုလိုက်ပြီးကွဲပေးတဲ့ခါကျရင်သပင်ကပို့ပြီးတော့ပုံကျစေတယ်အဲ့တဲ့သပင်တော့သူအိမ်မှာပြန်ဖိတဲ့ခါကျရင်လည်း okay တယ်ဒီခါဝေးလို့ရစ်တဲ့ပုံစံမျိုးကျတော့ငါတို့ခါဝေးပုံစံမျိုးပဲခွဲပေးရကောင်းတယ်ဥပမာပြောရမယ်ဆိုရင်ခါဝေးပုံစံရစ်တယ်ဆိုရင်ငါတို့ကဧည့်သည်ရဲ့ဘယ်ဘက်ပေါ့နော်ဘယ်ဘက်ကိုခွဲပေးဟိုတဝေတို့ပုံစံမျိုးရစ်တဲ့တည်းအဲ့ဒီညာဘက်ကိုခွဲပြအဲ့လိုမှမဟုတ်ဘဲနဲ့ငါတို့က opposite ဒီဘက်ထဲကိုရစ်တဲ့ဟာကိုဒီဘက်ထဲကိုပြန်ခွဲမယ်ဆိုရင်တော့စပင်ကအဲ့နှစ်ခုကြားမှာထောင်နေတတ်တယ်အဲ့တော့စပင်ညက်တယ်ဒီပွေပိုက်နားမှာထောင်နေတယ်ဆိုတာကဒီပွေရဲ့လဲတဲ့ပုံစံနဲ့ opposite ကိုစัจ jin ဘက်ရက်ကိုခွဲပေးတာဖြစ်တဲ့အတွက်တို့ကစပင်ကထောင်နေခြင်းဖြစ်တယ်ဒါကြောင့်မလို့ဒီပွေပိုက်သွားတဲ့ဘက်ကိုလိုက်ခွဲပေးခြင်းအပြင်စပင်ညက်တဲ့အခါမှာပို့ပြီးတော့ပုံကျစေတယ်ကဲဒီမှာနောက်စိတ်ပွိုင်လာပြီနောက်စိတ်ပွိုင်ကဘာလို့ရလဲဆိုရင်ငါတို့ကဒီအောက်ကထိုးတယ်မော်တာနဲ့ထိုးလိုက်တဲ့ချိတ်အနှိမ့်မြင့်တွေကိုတတ်မှတ်တဲ့နေရာအဲ့တော့ငါတို့ကအပေါ်ပိုင်းကိုခတ်တူတူပဲညှက်ချင်တယ်ဆိုရင်အောက်ကနေငါတို့မော်တာနဲ့ထိုးလိုက်တဲ့ခါကျရင်ဂျားပွိုင်ကိုနောက်စိတ်ပွိုင်ကိုကြော်ပြီးတော့ထိုးပေးရတယ်ဥပမာပြောရမယ်ဆိုရင်နော်ဆရာမဒီကောင်းလေးယူလိုက်မယ်ဒီကောင်လေးယူလိုက်မယ်ဒီမှာဆိုရင်ငါတို့ကနောက်စိတ်ပိုင်းပါနော်နောက်စိတ်ပိုင်းအောက်ကနေမော်တာနဲ့ချိတ်ထိုးတယ်ချိတ်ထိုးတဲ့အခါကျရင်အပေါ်ပိုင်းကခတ်တူတူပဲထားမှဆိုရင်ဒီနောက်စိတ်ပိုင်းကိုကြော်ပြီးတော့ထိုးပေးလိုက်လို့ရတယ်ပြောချင်တာခက်မိမိလေးတက်ပေးလိုက်လို့ရတယ်ပေါ့နော်ဘောကတိုးရင်ဒီကောင်မြင့်ပေးလို့ရတယ်အပေါ်ကနည်းနည်းရှိလိုက်ရင်တော့ဒီကောင်ကိုဒီနောက်စိတ်ပိုင်းတိတိပါပဲထားပေးလို့ရတယ်နည်းနည်းရှိလိုက်ဆိုတာကဘေးခွဲလှန်ပြီးတွေပါတုံးတယ်နော်ဟိုဂျန်နမန်ပုံစံမျိုးပေါ့နော်အောက်ကဘေးပြချိတ်နေအပေါ်ကဘေးခွဲလှန်ပြီးလေးတွေဒါမှမဟုတ်လေဘေးခွဲပုံစံလေးတွေဆိုရင်နှစ်ထဲဟိုဒီမှာဒီနောက်စိတ်ပိုင်းတက်တဲ့ဒီပဲချိတ်သားကိုထိုးပေးရမယ်နော်နောက်စိတ်ပိုင်းတက်တဲ့ဒီပဲချိတ်သားကိုထိုးပေးတဲ့ခါကျရင်ဒီကနေပြီးတော့ဒီနောက်မှာပဲချိတ်သားကုန်သွားတာဖြစ်တဲ့အတွက်ဒီမှာအရှည်တွေရှိမယ်အဲ့အရှည်ကဒီဘောလာတဲ့အရှည်ကိုသူကကောင်းကောင်းလေးသွားပြီးဆက်ပေးတယ်
အဲ့လိုမဟုတ်ဘဲနဲ့ငါတို့ဒီကနေထိုးချလိုက်တာဒီပေါ်တက်သွားတယ်ဆိုရင်ငါတို့ဒီကလာတဲ့အချိန်နဲ့ဆက်သက်မှုမရှိတဲ့အခါကျရင်နော်ပုံပြပန်ပြစပင်ပုံစံကြီးထွက်ပြီးတော့ဧည့်သည်လည်းမကြိုက်ဘူးအထစ်ကြီးတွေလည်းဖြစ်တတ်တယ်နားလည်မယ်နော်အဲဆိုရင်နောက်သေး point ကဘာလို့လောက်ရတာလဲဆိုရင်ရှိတ်အနေနဲ့သတ်မှတ်တဲ့နေရာအဲ့တော့တူတူလေးတွေဆိုရင်နောက်သေး point ကိုကြော်ပြီးထိုးမယ်ဘေးခွဲလန့်ပြီးလောက်ခြေတယ်ဆိုရင်တော့နောက်သေးတက်မှာပဲအောက်ကရှိတ်သားကိုအဆုံးသတ်မယ်နှစ်ထပ်ကီလိုမျိုးခက်ချီလေးလာတယ်ဆိုရင်တော့နောက်သေး point ရဲ့အောက်မှာပဲထားပေးရမယ်နောက်သေး point ဒီတော့မထိုးပြရအောင်ဆိုလိုချင်တာကနှစ်ထပ်ကီလောက်ပဲထိုးမယ်နော်နှစ်ထပ်ကီလောက်ပဲထိုးမယ်ဆိုရင်အောက်ကရှိတ်သားကအောက်ကိုတိုးပေးရမယ်တိုးပေးရတာဖြစ်တဲ့အတွက်ဒီနောက်သေးဘက်ကိုချိတ်ထိုးတဲ့နေရာမှာလည်းအမြင့်တက်လို့မရဘူးနောက်သေး point ရဲ့အောက်ဖြစ်တဲ့ဒီမှာလည်းနှစ်ထပ် point ဆိုပြီးတော့ပြောထားတယ်နော်ဒီနှစ်ထပ် point ဒီပဲထိုးပေးမယ်ဆိုရင်နောက်သေး point ကိုမရောက်တော့ဘူးဒါဆိုရင်ငါတို့ကဒီနောက်သေး point ကသူကအလဲပုံမှာဖြစ်ပြီးတော့အပေါ်ကိုတက်မယ်ဆိုရင်အတိုကေအလဲမှာပဲထားမယ်ဆိုရင်တော့ဘေးခွဲပုံစံမျိုးစပင်ကေတွေအောက်မှာပဲထားမယ်ဆိုတော့နှစ်ထပ်ကေလောက်ချီတယ်အပေါ်ကအုပ်လေးနဲ့လာတဲ့ဖောင်းလေးနဲ့လာတဲ့စပင်ကေပုံစံမျိုးဟုတ်ပြီနော်ဒါဆိုရင်နောက်သေး point ကိုဘယ်လိုမှတ်လဲဆိုရင်နောက်သေး point ကိုရှိတ်အနေနဲ့သတ်မှတ်တဲ့နေရာလို့မှတ်လို့ရတယ်ကဲဒီမှာနောက်သေး point လာပြီ